ဆောင်ရင်မှမြစ်တွေအချစ်တွေတကယ်ဟောင်းမတော်ဘူးလို့ခွေတရားရည်ရင်ကြီးတွေနဲ့ဆိုင်တလို့နေချို့ပေါ်မှာစိတ်သာတရားတွေနဲ့ဆိုင်လာပါလေကောင်းကင်ဝိညာဉ်ကြီးရဲ့ကဲလွန်သည့်ပုံနဲ့သမီးလေးပေါ်မြတ်တာတရားနဲ့ရှင်များမဆုံးနိုင်လေအဖြစ်ရင်ခွဲရပြီးတကယ်တဲကိုတောင်းပြီးဆိုပြီးနေထောင်စင်ရင်မှာကွယ်ကျင်နာကျင်မာတယ်ကိုယ်ပိုင်တိုက်မြုံရင်မိသားစုကဘာငယ်ချိုးရဲ့ကိုရဲ့ချီနှောင်နေတဲ့ကြိုးလေးသမီးငယ်ရဲ့